ပြောင်းဖူးကင်စားနေရင်းနဲ့ပဲဒီလူဟာသူ့ဘဝကိုတစ်စချိုးပြောင်းလဲစေမဲ့စီးပွားရေးခွင့်လန်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။နေယိုတီဆော့စ်တွေကြောင့်ချွေးပြန်နေပေမဲ့အားပါတရားစားနေတဲ့သူ့သားဖြစ်သူကိုကြည့်ပြီးစိတ်ယုံတင်မကပဲအရသာရှိတဲ့အာလူးကြော်ထုတ်လုပ်ဖို့စိတ်ကူးရခဲ့တာပါ။သူနဲ့သူ့မိသားစုဟာစူပါမားကတ်ကနေနေယိုတီမျိုးစုံဝယ်ပြီးစမ်းသပ်မှုတွေစတင်ခဲ့ကြပါတယ်။ပထမဆုံးထွက်လာတဲ့ရလဒ်ကအသက်ရှူရခက်လောက်အောင်ပြင်းထန်လုံးပေမဲ့သူကတော့လက်မလျှော့ခဲ့ပါဘူး။နမေကြီးအမတ်တစိတ်တွေကဓာတုပစ္စည်းတွေသုံးပြီးအဆက်ကိန်းမြင့်တင်နေကြပေမဲ့သူကတော့မက္ကဆီကန်စတိုင်တဘာဝရတာစစ်ကိုပဲရအောင်ဖန်တီးခဲ့ပါတယ်။အချိန်ချင်းခါခါပြုပြင်ပြောင်းလဲပြီးတဲ့နောက်မှာတော့အာလူးကြော်နဲ့အဆက်ရတာပေါင်းစပ်မှုဟာပြည့်စုံသွားခဲ့ပါပြီ။ဒါပေမဲ့ပြဿနာကသူဟာအဲ့ဒီကုမ္ပဏီမှာတက်ရှင်းရေးဝန်ထမ်းတဦးသာဖြစ်နေတာပါအကြီးအကဲတွေကသူ့ရဲ့အကြံဉာဏ်ကိုလောင်ပြောင်ခဲ့ကြပေမဲ့သူဟာစိတ်တက်မကြပဲအီတလီမှာရှိတဲ့ CEO စီကိုတိုက်ရိုက်ဖုံးဆက်ပြီးသူ့ရဲ့အကြံဉာဏ်ကိုစိတ်အားထက်သန်စွာတင်ပြခဲ့ပါတယ်ထူးခြားတဲ့အရာတာကိုစိတ်ဝင်စားသွားတဲ့ CEO ကနမူနာပစ္စည်းတွေပေးဖို့ချက်ချင်းတောင်းဆိုခဲ့ပါတယ် CEO ကနမူနာကိုမြည်ကြည့်ပြီးတဲ့နောက်မှာတော့အရာတာကိုအတော်လေးသဘောကျသွားပြီးနောက်တစ်နေ့မှာစက်ရုံကိုကိုယ်တိုင်လာရောက်ကြည့်ရှုမယ်လို့အကြောင်းကြားခဲ့ပါတယ်ဒီသတင်းကြောင့်စက်ရုံကတာဝန်ရှိသူတွေထိတ်လန့်သွားကြပြီးသူ့ရဲ့အထက်လူကြီးကလည်းဒီစီစဉ်တာကြရှုံးရင်အားလုံးလုံးပြုတ်ကုန်မယ်လို့သူ့ကိုအပြစ်တင်ခဲ့ပါတယ်သူဟာကိုယုံကြည်မှုပျောက်ဆုံးနေချိန်မှာသူ့ဇနီးဖြစ်သူကမန်ရှိကိုခေါ်သွားပြီးကိုထင်မသေးနဲ့ကျမရှင်ကိုအမြဲယုံကြည်တယ်လို့အားပေးခဲ့ပါတယ်အခေါ်ရောက်လာတဲ့နေ့မှာသူဟာအရန်ကိုစိုးရိမ်ထိတ်လန့်နေခဲ့ပေမဲ့ပြင်ဆင်ထားတဲ့စကားလုံးတွေအစားတာမန်လူတန်းစားတွေရဲ့ဆက်ဆက်လေးစားခြင်းနဲ့ဆန္ဒကိုရိုးသားစွာတင်ပြခဲ့ပါတယ်ဒီရိုးသားမှုကပဲ CEO ရဲ့စိတ်ကိုလုတ်ခတ်သွားစေခဲ့ပြီးစီမံကိန်းအတွက်ရန်ပုံငွေပြေဝထုတ်ပေးခဲ့ပါတယ်ဒါပေမဲ့ထုတ်ကုန်တစ်ဆက်တင်ရောင်းချတဲ့အခါမှာတော့လုံးဝမရောင်းရပါဘူးကုမ္ပဏီကထုတ်လုပ်မှုရပ်ဆိုင်းဖို့ဆုံးဖြတ်ခဲ့ပေမဲ့သူကတော့လက်မလျှော့ခဲ့ပါဘူးသူသားဖြစ်သူရဲ့စူဘူးတွေကပိုက်ဆံနဲ့သူငယ်ချင်းတွေရဲ့အကူအညီကိုယူပြီးလမ်းပေါ်ထွက်ကလူတွေကိုအခမဲ့ဝင်းညကျွေးမွေးရဲ့နေလန်းနဲ့ဈေးကွက်ရှာခဲ့ပါတယ်မကြခင်မှာပဲဒီမုံဟာတမျိုးလုံးတိုင်းတာနဲ့နမေကြီးသွားပြီး CEO ကပါအခုရေ6တန်းထိမာယူခဲ့ပါတယ်ဒေဝါလီခံရတော့မဲ့စက်ရုံဟာပြန်လည်နိုးထလာပြီးအလုပ်ထုတ်ခံထားရတဲ့အလုပ်သမားတွေလည်းအလုပ်ကင်တွေပြန်ရခဲ့ပါတယ်ဒီလိုအမွေအမှုကိုဖန်တီးခဲ့တဲ့သူဟာတန်ရှင်းရေးဝန်ထမ်းဘဝကနေကုမ္ပဏီရဲ့ဈေးကွက်ရှာဖွေရေးအရာရှိချုပ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်သူ့ရဲ့စ조사အားထုတ်မှုကြောင့်လူမှုပတ်ဝန်းကျင်ရဲ့အနေဆုံးအဆင့်ကနေအဆင့်မြင့်မှုဆောင်တဦးဖြစ်သူ့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်